အားလုံးပဲမင်္ဂလာပါခင်ဗျဒီတစ်ခါမှာတော့ကျွန်တော်ရှောက်သွားရှောက်စာ vlog မဟုတ်ပဲねအိမ်မှာနေနဲ့ဟင်းချက်ပြတဲ့ vlog ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဟင်းချက်တာလေးကိုအဆုံးထိကြည့်ရှုအားပေးကြပါဦးခင်ဗျကဲစချက်ပါမယ်ကျွန်တော်တက်တုံဖြူနီကိုကြိတ်ထားတာလေးကိုစီးတက်ပါမယ်အဲကြိတ်ထားတဲ့မှာလည်းကျွန်တော်ခန်းကြီးတစ်လုံးကိုပစ်ထည့်ပြီးတော့ကြိတ်လိုက်ပါတယ်စီးတက်လိုက်ပါတယ်ချက်နီးမျိုးစုံတွေကတော့အများကြီးပဲဒီခင်းတစ်မျိုးလေးတွေကိုဟာဟိုလူကတစ်မျိုးဒီလူကတစ်မျိုးချက်နေရတယ်ကျွန်တော်လည်းကိုနီကိုဟာနဲ့ကိုသူ့ကိုချက်လိုက်ပါတယ်ဒါပေမဲ့ချက်တဲ့တဲမှာတော့ထုံးစံအတိုင်းပေါ့နော်ကျွန်တော်တို့စုံနေမုတ်ကိုထည့်မယ်ရောင်တင်မုတ်ထည့်မယ်ပြီးရင်ကျွန်တော်ကဆက်ဆက်လေးစားစင်လုံးရုပ်သီးခွက်ချမ်းမုတ်လေးကိုပါထည့်ပြီးတော့စီးတက်လိုက်ပါတယ်ခင်ဗျာစီးတက်တဲ့အပြီးမှာတော့ကျွန်တော်ချက်မဲ့ကြက်သားနဲ့ကြက်တဲချက်မြစ်ပြုတ်ထားတာလေးကိုကျွန်တော်လောင်းထည့်လိုက်ပါတယ်အဲ့တော့ရေခဲတက်တာတွေကနေထည့်တာဆိုတော့ခဲနေတာပေါ့နော်အဲ့ဒါနဲ့ဒီနေ့လေးတုံးလိုက်ပါတယ်ကျွန်တော်လုံးပြီးတော့ကျွန်တော်ရေထည့်လိုက်ပါတယ်ရေကဘုံပိုင်းရေမဟုတ်ဘူးเนาะရေတန့်ကိုထည့်တာဖြစ်ပါတယ်ခင်ဗျာဒီကနေ့ဟိုဘက်ကတော့ထည့်လာရဆိုတော့ဘုံပိုင်းရေထည့်နေမှာဆိုတော့ပါခင်ဗျာရှင်းပြတာပါခင်ဗျာဒီမှာကျွန်တော်စားရအသားမုံရထဲတာမေ့နေလို့ဆိုပြီးတော့ပြီးကြမှာထည့်လိုက်ပါတယ်ပြီးတော့နည်းနည်းလေးမှွေလိုက်ပါတယ်မှွေပြီးတော့ကျွန်တော်အဖုံးလေးအုပ်ပြီးတော့ဆက်ပြီးတော့တည်ထားလိုက်ပါတယ်အဖုံးမအုပ်ခင်မှာကျွန်တော်ရေလေးနည်းနည်းလေးနည်းနေလို့ဆိုပြီးတော့နည်းနည်းလေးထပ်ပြီးဖြည့်ပြီးတော့အဖုံးအုပ်ပြီးတော့တည်ထားလိုက်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်ခြကန်ဒီမှာငရုတ်သီးစင်းလေးကိုအုပ်လိုက်ပါတယ်ကျွန်တော်အဆက်ကိုခွဲချမ်းမုတ်လေးထည့်တယ်ငရုတ်သီးစင်းလေးထည့်ပါတယ်ဘာလို့လဲဆိုတော့ဆက်လေးစားခြင်းလို့ပါခင်ဗျာကဲဟင်းလေးကတော့ချက်ပါပြီခင်ဗျာဆိုတော့ဟင်းချက်ထားတော့လည်းပူလောင်နေတော့ကျွန်တော်ရေချိုးဖို့ပြင်ပါမယ်ရေမချိုးခင်မှာအဝတ်တွေအများနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အဝတ်လျှော်ပါမယ်ကဲကျွန်တော်ရေချိုးပြီးပြီဆိုတော့ထမင်းစားဖို့ပြင်ပါမယ်ခင်ဗျာအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးကြလို့ကျေးဇူးများတင်ပါတယ်ခင်ဗျာ Bye Thank you for watching.